ဇလန်းအစားစောကြုံဟာဆောက်လုပ်ရေးလုပ်ငန်းရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးအရင်ကလည်းရဲရရှိဖြစ်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။စောကြုံဟာဒီနေ့မှာပဲလာတာတိုးခဲ့ပြီးလာတာတိုးတဲ့နေ့မှာပဲဆောက်လုပ်ရေးမှာမတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။သူလာတာတိုးခဲ့တဲ့အကြောင်းကိုစောကြုံဟာချစ်ရတဲ့ဇနီးဖြစ်သူမိအောင်ကိုပြောပြလို့နေခဲ့ရင်ဖုန်းပြောပြီးချိန်မှာပဲမစင်ကားစရာသူတစ်ယောက်ကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့စောကြုံဟာတိတ်ပြီးအာရုံမထားခဲ့ပါဘူး။ဒီလိုနဲ့ဆောက်လုပ်ရေးရန်စင်ဟာပြုတ်ထွက်သွားပြီးရန်စင်ဘောကလူတစ်ယောက်ကလည်းတန်တန်ကြီးဖြစ်နေခဲ့ပါတယ်။စောကြုံတွေ့ခဲ့ရတဲ့မတင်ကားစရာလူတစ်ယောက်ကလည်းပစ္စည်းတချို့ကိုတက်ဆင်နေခဲ့ပါတယ်။စောကြုံဟာဒီလူကိုကယ်ဖို့ဆင်းသွားခဲ့ပါတယ်။ကယ်ဖို့ကြိုးစားနေတော့တန်းတိုင်းဖြစ်နေတဲ့အတန်းတန်းကလည်းပြုတ်ကျသွားခဲ့ပါတယ်။ဒီချိန်မှာပဲမရောက်စီကိုဖုန်းကောတကောဝင်လာခဲ့ပါတယ်။ဖုန်းဆက်သူဟာကျွန်တော်ကစောကြုံရဲ့တငယ်ချင်းရှေ့နေကင်ဆုံဦးလို့ခေါ်ပါတယ်။ဆောက်လုပ်ရေးမှာမတော်တဆမှုတစ်ခုဖြစ်ပြီးစောကြုံဟာတာဝန်ပေါ်ဆောင်မှုနဲ့ဖိုင်းခံထားရပါတယ်လို့ပြောခဲ့ပါတယ်။ဒီချိန်မှာပဲမိအောင်ကစောကြုံကိုဖုန်းခေါ်ခဲ့ပေမဲ့ဖုန်းကခေါ်လို့မရခဲ့ပါဘူး။မိအောင်ဟာနောက်ထပ်ဆောက်လုပ်ရေးတာဝန်ရှိသူတယောက်ကိုဖုန်းဆက်လိုက်ပါတယ်။ထိုလူဟာဆောက်လုပ်ရေးမှာလူတွေသွားခဲ့ပြီးခေါင်းဆောင်စောကြုံကလည်းရဲစခန်းမှာအဖမ်းခံရတယ်ဆိုပြီးဖုန်းချသွားခဲ့ပါတယ်။ဒီချိန်မှာပဲနောက်ထပ်ဖုန်းတစ်လုံးထပ်ဝင်လာပြီးရဲစခန်းကလူဆိုကစောကြုံကိုတာဝန်ပေါ်ဆမှုနဲ့ဖမ်းထားပါတယ်လို့ပြောခဲ့ပါတယ်။မိအောင်ကလည်းစိတ်တွေပူပြီးကြောင်ချောက်ချားဖြစ်နေခဲ့ပါတယ်။မိအောင်စီကိုပဲနောက်ထပ်ဖုန်းတစ်လုံးထပ်ဝင်လာခဲ့ပြီးဒီတိုင်းဆိုရင်စောကြုံထောင်ကြလိမ့်မယ်။အခုဖြစ်ဖြစ်အချိန်ရှိတော့ညှိနှိုင်းငွေပေးဆောင်ဖို့ကိုပြောခဲ့ပါတယ်။မီယောင်းကလည်းစိတ်ပူလုံပြီးဘာမှမစင်စားပဲဘန်အကောက်ကို1,900လွှဲပေးလိုက်ပါတယ်။တကယ်တော့မီယောင်းဟာအလိန်ခံလိုက်ရတာပါ။အတန်နဲ့လိုက်လိမ့်တဲ့ဖွဲ့စည်းကနေလိန်ခဲ့တာပဲဖြစ်ပါတယ်။ဆောက်လုပ်ရင်းမှာလည်းလူမသေးခဲ့ပါဘူး။ဒီချိန်မှာပဲမီယောင်းစီကိုစောကြုံကဖုန်းဆက်ခဲ့ပါတယ်။ဒီလိုဖုန်းဆက်တော့မှပဲမီယောင်းဟာအလိန်ခံရပြီဆိုတာကိုသိလိုက်ရပါတယ်။မီယောင်းဟာချက်ချင်းဆိုသလိုဘန်ကိုအပြေးသွားခဲ့ပြီမဲ့လူလိန်တွေကတော့ငွေကိုထုတ်ပြီးသွားပါပြီ။ဒီချိန်မှာပဲမီယောင်းစီကိုဖုန်းထပ်ဝင်လာခဲ့ပြီးလူလိန်တွေဟာမီယောင်းကိုလောက်ပြောင်းနေခဲ့ပါတယ်။မီယောင်းဟာစိတ်ချောက်ချပြီးကားတိုက်ခံခဲ့ရပါတယ်။ဒီလိုနဲ့လူလိန်တွေစီကနေအလိန်ခံရတဲ့သူတွေဟာလည်းတဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ဒီထဲမှာမှဆောက်လုပ်ရေးကောင်းဆောင်တွေလိန်လည်ခံခဲ့ရပါတယ်။ဆောက်လုပ်ရေးကောင်းဆောင်ကဝန်ထမ်းအယောက်50ရဲ့ငွေတွေအပါအဝင်3ဘီလီယံလောက်ကိုလိန်လည်ခံခဲ့ရတာကြောင့်နောက်ဆုံးမှာတော့ဆောက်လုပ်ရေးကောင်းဆောင်ဟာတက်တည်သွားခဲ့ပါတယ်။ဒီချိန်မှာစောကြုံဟာလူလိန်တွေကိုဖော်ထုတ်ဖို့ကိုဆုံးဖြတ်ခဲ့ပါတယ်။စောကြုံဟာမတော်တဆဖြစ်တဲ့နေ့က CCTV ကိုပြန်ကြည့်ခဲ့တဲ့အချိန်မှာလေဘင်းကတတူးနဲ့မတင်ကားစရာလူကိုတွေ့လိုက်ရပါတယ်။ဒီချိန်မှာပဲစောကြုံဟာတမျိုးလုံးမှာရှိတဲ့တတူးဆိုင်တွေမှာတဆင်လိုက်လက်ဆုံစမ်းခဲ့ရမှာနောက်ဆုံးတစ်ဆိုင်မှာခြေရခံပြီးခဲ့ပါတယ်။စောကြုံဟာလူလင်အဖွဲ့ရဲ့နောက်ကိုနောက်ရောက်ခံလိုက်ခဲ့ပြီးကားနဲ့ဖျက်တိုက်ခဲ့ပါတယ်။စောကြုံဟာလေဘင်းကတတူးနဲ့ကောင်ကိုထိုးကြိတ်ပြီးမေးခဲ့ရမှာတတူးနဲ့ကောင်ကဒေဒီရက်ကွက်ကဌာနမှုဘက်လို့ပြောခဲ့ပါတယ်။စောကြုံဟာတတူးနဲ့ကောင်ကိုရဲစခန်းကိုဖမ်းခေါ်သွားခဲ့ပြီးရဲရရှိတွေကိုဌာနမှုဘက်ကိုဖမ်းခိုင်းဖို့ကိုပြောခဲ့ပေမဲ့ရဲတွေဟာအချိန်ဆွဲနေခဲ့တာကြောင့်စောကြုံဟာသူကိုယ်တိုင်ဖမ်းဖို့ကိုဆုံးဖြတ်ခဲ့ပါတယ်။စောကြုံဟာစုံတော့ဟန်နဲ့ပူပေါင်းခဲ့ပြီးစုံတော့ဟန်ကိုဝီယောင်းကိုဖုန်းဆက်ခဲ့တဲ့ဖုန်းရဲ့ location ကိုစုံခိုင်းခဲ့ပါတယ်။ဖုန်းရဲ့ဒီနေရာဟာထိုင်းကမ္ဘောဒီးယားမှာလဲနေပြီးနောက်ဆုံးမှာတော့တရုတ်ပြည်မှာရပ်သွားခဲ့ပါတယ်။လူလိန်တွေဟာလင်းတစ်ခုကိုဖန်တီးထားပြီးဒီလေးကိုနှိမ့်မိတာနဲ့ဖုန်းထဲမှာရှိတဲ့အချက်လက်တွေဖုန်းနံပါတ်တွေပေါကောင်မှာဖြစ်ပြီးဖုန်းနံပါတ်ကိုလည်းလိုတလို့အတူပြုလုပ်လို့ရတဲ့ software ကိုလည်းလုပ်ထားတာပဲဖြစ်ပါတယ်။နောက်ပြီးခင်မီဆက်တွေနဲ့နံပါတ်ကိုပြောင်းကလိုတလို့သုံးလို့ရတာကြောင့်ဖုန်းနံပါတ်အတူတွေနဲ့လေယာဉ်နေစဉ်အတွင်းမှာအလေခံရတဲ့သူတွေကဘယ်ဖုန်းကိုခေါ်လူလိန်တွေရဲ့ဖုန်းစီကိုပဲရောက်အောင်ပြုလုပ်ထားတဲ့ software ပဲဖြစ်ပါတယ်။ဒီလိုနဲ့ကိုလာဖေတို့ကလည်းဌာနမှုဘက်ကိုစောင့်ကြည့်နေခဲ့ပါတယ်။စောကြုံဟာလည်းဌာနမှုဘက်စီကိုရောက်လာခဲ့ပါတယ်။စောကြုံဟာဌာနမှုဘက်ကိုရဲရီရဲ့လက်မှတ်လောက်အောင်ကူညီကအယုံသွင်းခဲ့ပြီးဌာနမှုဘက်ဟာလည်းစောကြုံကိုယုံသွားခဲ့ပါတယ်။စောကြုံဟာဌာနမှုဘက်ကိုသူတို့ရဲ့အဖွဲ့အစည်းမှာအလုပ်ခံပေးဖို့ကိုတောင်းဆိုခဲ့ပြီးဌာနမှုဘက်ဟာလည်းအဖွဲ့အစည်းတကယ်ရှိတဲ့ဆောင်ရမ်းကိုတွားခိုင်းခဲ့ပါတယ်။စောကြုံဟာလည်းလမ်းတစ်ဝက်မှာပဲဆင်းနေခဲ့ပြီးဌာနမှုဘက်စီးသွားတယ်ကားနံပါတ်ပြကိုရဲစခန်းစီတို့အကြောင်းကြားပြီးဒီနေရာကိုပါပြောပြခဲ့ပါတယ်ဒီလိုနဲ့စောကြုံဟာကိုကြီးအချက်လက်တွေကိုအတူလုပ်ပြီးဆောင်ရမ်းမျိုးကိုထွက်လာခဲ့ပါတယ်စောကြုံဟာအရင်ကအရင်တော်တဲ့ရဲတယောက်ဖြစ်ပြီးဒီလိုတော်လို့ပဲအမတ်ရဲ့အမှုကိုလိုက်ရင်းကနေရဲဘိုးကိုဆွန့်လွတ်ခဲ့ရတာပဲဖြစ်ပါတယ်စောကြုံဟာတရုတ်ပြည်ဆောင်ရမ်းမျိုးတို့ရောက်လာခဲ့ပြီးဌာနမှုဘက်ပေးတဲ့လေးစားတဲ့ကဟိုတယ်မှာတည်ခဲ့ပါတယ်စောကြုံအိတ်နေတော့မှပဲလူလင်အဖွဲ့အစည်းရဲ့ဒုတိယကောင်းဆောင်မစ္စတာချောင်းရောက်လာပြီးကားကိုရှာနေတာဘာကြောင့်လဲလို့မေးခဲ့ပါတယ်။စောကြုံဟာကျွန်တော်အလုပ်လိုချင်လို့ရောက်လာတာဖြစ်ပြီးဌာနမှုဘက်ကလည်းလွတ်လိုက်တာပါလို့ပြောခဲ့ပါတယ်။မစ္စတာချောင်းကလည်းစောကြုံရဲ့ကိုကြီးအချက်လက်တွေကိုဖတ်ပြီးစောကြုံကိုအလုပ်ခန့်ဖို့ကိုအဖွဲ့အစည်းကိုခေါ်သွားခဲ့ပါတယ်။အဖွဲ့အစည်းတွေဝင်မိပြီဆိုရင်ပြန်လဲထွက်လို့မရသလိုအပြစ်လူနဲ့လည်းဆက်သလို့မရပါဘူး။စောကြုံဟာအဖွဲ့အစည်းတွေကိုတရှိုးအဖြစ်ဝင်ရောက်ခဲ့ပြီးဝင်းမောက်လင်ခဲ့တဲ့ဂရန်ဆူကိုရှာဖို့ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။လူလင်အဖွဲ့အစည်းတွေဟာလူတွေကိုဖုန်းခေါ်ဆိုပြီးလူတွေရဲ့ကြောက်စိတ်နဲ့လောဘကိုအဓိကထားပြီးလင်ငယ်ကြတာပဲဖြစ်ပါတယ်။အဖွဲ့အစည်းနဲ့လိန်တာဖြစ်ပြီးဖုန်းနံပါတ်တွေပါဟပ်ပြီးတော့ဘယ်ဖုန်းကိုပဲခေါ်သူတို့စီပဲပြန်ရောက်တဲ့ system နဲ့လိန်ကြတာပဲဖြစ်ပါတယ်။အများဆုံးလိန်နိုင်တဲ့ဝန်ထမ်းတွေကိုလည်းစူပေးဘောနဲ့ပြီးပတ်စံပေးတာမျိုးတွေလုပ်ပေးတာကြောင့်ဝန်ထမ်းတွေကလည်းအပြန်အဆိုင်လိန်ကြပါတယ်။ဒီအဖွဲ့အစည်းမှာအဓိကကျတဲ့ခေါင်းဆောင်ကတထဲကုံဆိုတဲ့သူတက်တက်ရှိပြီးရင်လို့ရတဲ့ပတ်စံတွေနဲ့
ပြင်မှာငွေရိုးချစ်ရဲ့လုပ်ငန်းကိုလုပ်ကိုင်နေတာပဲဖြစ်ပါတယ်အဖွဲ့အစည်းထဲမှာအဆင့်30ရှိပြီးအတာလိန်အဖွဲ့လိမ်မှုဇညွှန်းရေးတဲ့အဖွဲ့စီမံထင်းသိမ်းရေးအဖွဲ့ဆိုပြီး3ဘွဲ့ရှိပါတယ်စီမံထင်းသိမ်းရေးအဖွဲ့ကိုမစ္စတာချောင်းဦးဆောင်ပြီးအကြီးဆုံးအဖွဲ့ဖြစ်ပါတယ်လိမ်မှုဇညွှန်းရေးတဲ့အဖွဲ့ကိုတော့ပရိုကွာဦးဆောင်ပြီးဒုတိယအကြီးဆုံးအဖွဲ့ပဲဖြစ်ပါတယ်ပရိုကွာဆိုတာမိယောင်းကိုလိမ်ပြီးဖုံးဆက်ခဲ့တဲ့ခံဟန်ဆူဆိုတဲ့သူပဲဖြစ်ပါတယ်ဆောင်းကျွန်းဟာဇညွှန်းရေးတဲ့အဖွဲ့ထဲသို့ဝင်ရန်ပရိုကွာကိုချင့်ကပ်ခဲ့ပါတယ်ဇညွှန်းအဖွဲ့ထဲဝင်ရတဲ့အဓိကအကြောင်းရင်းကတော့မိယောင်းကိုလိမ်ခဲ့တဲ့ပရိုကွာကိုတက်ရှင်တာကြောင့်ရဲ့အဖွဲ့အစည်းရဲ့အဓိကအချက်လက်တွေစုဆောင်းကျင်တာကြောင့်ရဖြစ်ပါတယ်။စောကြုံဟာပရိုကွာကိုအယုံသွင်းနိုင်ခဲ့ပြီးလက်ညှိုးအဖွဲ့ထဲသို့ရောက်လာခဲ့ပါတယ်။စောကြုံအတွက်တော့အချက်လက်တွေစုဆောင်းဖို့နေသက်လာခဲ့ပါပြီ။စောကြုံဟာလက်ညှိုးအဖွဲ့ထဲရောက်ချင်းမှာပဲအဖွဲ့အစည်းရဲ့အကြီးဆုံးမစ္စတာချောင်းရဲ့ရုံငန်းကိုခိုးဝင်ဖို့ထပ်ပြီးကြိုးစားခဲ့ပါတယ်။အဖွဲ့အစည်းထဲမှာမှပရိုကွာဟာတစ္ဆာဖောက်ပြီးအဖွဲ့အစည်းကိုသိမ်းမဲ့ဖို့ကြံနေတဲ့လူတစ်ယောက်ဖြစ်ပြီးဒါကိုရိပ်မိနေတဲ့မစ္စတာချောင်းကလည်းပရိုကွာကိုစောင့်ကြည့်လို့နေခဲ့ပါတယ်။ပရိုကွာဟာတခြားအဖွဲ့အစည်းနဲ့ပူးပေါင်းပြီးတစ္ဆာဖောက်ဖို့ကြံစည်နေတာကိုစောကြုံဟာခိုးနှောင်းထောင်နေခဲ့ပါတယ်။ဒီလိုနဲ့စောကြုံဟာအကြီးဆုံးမစ္စတာချောင်းရဲ့ရုံငန်းကိုခိုးဝင်ရန်ကြိုးစားပါတော့တယ်။စောကြုံဟာမစ္စတာချောင်းရဲ့လက်တော်တွေကအချက်လက်ဖိုင်တွေကိုကော်ပီယူပြီးစုံတောင်းဟန်စီကိုမက်ဆေ့ပို့ခဲ့ပါတယ်။ဒီချိန်မှာစောကြုံပြောင်းနေတာကိုအဖွဲ့အစည်းများကတတိထားမိသွားပြီးစောကြုံကိုတိုက်ချကြပါတော့တယ်။စောကြုံဟာခမိုးထက်ကနေအိမ်နာဘက်ကိုထွက်သွားခဲ့ပြီးအိမ်နာတက်ရှင်အောင်ဆောင်နေခဲ့ပါတယ်။မစ္စတာချောင်းတို့ကလည်းစောကြုံကိုတွေ့သွားပြီးရိုင်းနက်ကအခန်းထဲမှာတောက်ပိတ်ထားခဲ့ပါတယ်။စုံတောင်းဟန်တို့ကလည်းစောကြုံမက်ဆေ့ကိုရရှိပြီးတရုတ်ပြည်ကိုတက်လာကလူလိန်အဖွဲ့အစည်းတို့ငွေအလဲလဲလုံးမဲ့ကိုတောင်ကိုထွက်ခွာခဲ့ကြပါတယ်။လူလိန်အဖွဲ့အစည်းဟာဒီချိန်မှာတော့အရက်ကိုကြီးမားတဲ့ project တစ်ခုကိုပရိုဂရမ်ကဆွဲခဲ့ပါတယ်။ဒီတစ်ခါလိန်မာကနာမည်ကြီးကုမ္ပဏီတစ်ခုမှအလုပ်လျှောက်ထားကြတဲ့လူရောက်400ကိုတိမ်မှဖြစ်ပြီးငွေကြေးအရ 9.5 ဘီလီယံလောက်ရမှာဖြစ်ပါတယ်။အစီအစဉ်ဆွဲထားတဲ့အတိုင်းအဖွဲ့အစည်းဟာလင်ခဲ့ကြပြီးဒီကိစ္စကိုတာဖို့စောကြုံဟာလည်းအခန်းထဲကနေထွက်ဖို့ကြိုးစားခဲ့ပေမဲ့အချိန်မမီခဲ့ပဲအယောက်400လုံးလင်ခံလိုက်ရပြီး 9.5 ဘီလီယံလောက်ရသွားခဲ့ပါတယ်။ဒါနဲ့တင်မပြီးသေးပါဘူး။နောက်ထပ်ကုမ္ပဏီကနေ18ဘီလီယံအယောက်600ကိုလင်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ဒီချိန်မှာစောကြုံကိုတက်ဖွဲ့ရဲနေသူတယောက်ကတကားလာဖွင့်ပေးပြီးကဲခဲ့ပါတယ်။စောတော်ဟန်တို့ကလည်းငွေလဲလဲမဲ့ကိုတောင်ကိုရောက်လာခဲ့ကြပေမဲ့လူမိုက်တွေရဲ့ဖန်ဆီးမှုကိုခံလိုက်ရပါတယ်။ဒီချိန်မှာကိုလာဖေတို့ကခြေရကန်တဲ့ရပြီးကိုတောင်ကိုရောက်လာကြကလူစိုးတွေကိုဖမ်းလိုက်ပါတယ်။စောတော်ဟန်ဟာကိုလာဖေတို့ကိုစောကြုံနဲ့ဆက်သွယ်လို့ရတဲ့ဖုန်းကိုပေးလိုက်ပါတယ်။စောကြုံဟာလူလင်အဖွဲ့အစည်းတွေကိုတားဖို့ပင်မမီတာပုံကိုမိပြပြီးလမ်းတွေပြအောင်ဖျက်ဆီးပစ်လိုက်ပါတယ်။လူမိုက်တွေကလည်းစောကြုံလောက်တာကိုသိသွားပြီးစောကြုံကိုရိုက်ချကြပါတော့တယ်။စောကြုံဟာမီးရဖြတ်ပစ်ပြီးပရိုကွာရဲ့ဖုန်းကိုကိုကြည့်နေတော့ပရိုကွာရောက်လာပြီးစောကြုံနဲ့တိုက်ခတ်ကြပါတော့တယ်။မစ္စတာချောင်းဟာကိုရောင်မှာသူ့လူတွေဖမ်းခံလိုက်ရတာကိုသိသွားခဲ့ပြီးအဖွဲ့အစည်းကိုနေရာပြောင်းဖို့ပစ္စည်းတွေတင်ခတ်လိုက်ပါတယ်။ပရိုကွာနဲ့စောကြုံကလည်းတိုက်ခိုက်နေကြရင်စောကြုံဟာအစားထိုးခံလိုက်ရတာမဟုတ်ပဲဓာတ်ထိုးခံလိုက်ရပါတယ်။မစ္စတာချောင်းတို့ဟာစောကြုံကိုကူညီပေးခဲ့သူကိုစောကြုံဘက်မှာလဲလို့မေးခဲ့ပေမဲ့ကူညီပေးသူကမဖြေခဲ့ပါဘူး။ဒါပေမဲ့တိတ်တထောင်ပေးမယ်လို့လည်းပြောလိုက်ရောစောကြုံပရိုကွာခန်းမှာရှိတာကိုပြောပြပြီးစောကြုံကိုတက်ဆက်ဖောက်ခဲ့ပါတယ်။စောကြုံနဲ့ပရိုကွာတို့တိုက်ခိုက်နေကြတော့မစ္စတာချောင်းကရောက်လာပြီးပရိုကွာတက်ဆက်ဖောက်ဖို့ကြံစီနေတဲ့ဖုန်းကိုတွေ့သွားခဲ့ပါတယ်။ထို့နောက်ပရိုကွာကိုတန်းတန်းနဲ့ပြစ်ခတ်ခဲ့ပါတယ်။ဒီချိန်ကိုခွင်ကောင်းယူပြီးစောကြုံဟာဖုန်းကိုယူလာကထွက်သွားခဲ့ပါတယ်။မစ္စတာချောင်းကလည်းအစားထိုးခံရတာမဟုတ်ပဲဓာတ်ထိုးခံရပြီးသူ့ရဲ့လက်ထောက်ကပဲတက်ဆက်ဖောက်ခဲ့ပါတယ်။ဒီချိန်မှာပဲမစ္စတာချောင်းဟာတေးဆုံးသွားခဲ့ပါတယ်။ပရိုကွာတို့ဟာစောကြုံကိုလိုက်ရှာပြီးတပ်ဖို့ကြိုးစားကြပါတော့တယ်။စောကြုံဟာလည်းအတပ်ပေးကလုံမြောက်ဖို့ကိုအဆန့်ကုန်ရုန်းကန်နေရတော့ပါတယ်။စောကြုံဟာရဲရရှိရစီတို့လက်ရှိတည်နေရကိုမက်ဆေ့ပို့လိုက်ပါတယ်။ဒါပေမဲ့လင်မိုက်တွေလက်ချက်နဲ့ပဲစောကြုံဟာဖန်ဆီးခံလိုက်ရပါတယ်။ရဲရရှိတွေကလည်းစောကြုံမက်ဆေ့ကိုရရှိပြီးစောကြုံရှိရာသို့ထွက်လာခဲ့ကြပါတယ်။ပရိုကွာတို့ဟာစောကြုံကိုတပ်ဖို့ကြိုးစားနေတော့မှပဲရဲတွေရောက်လာပြီးလူလိန်ဖွဲ့စည်းတွေကိုဝင်ရောက်ဖန်ဆီးခဲ့ပါတယ်။ဒီချိန်မှာပဲစောကြုံရဲ့ကျိုးတို့ထားရလာပြီးသွားပြီးပြန်တိုက်ခိုက်ခဲ့ကြပါတယ်။ကွာဟာခမိုးထက်သို့ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့စောကြုံဟာထွက်ပြေးခဲ့မပေးပဲချစ်ရလက်လို့ပြေးတာလားပြေးလို့လိုက်တာလားဖြစ်ကုန်ကြပါတယ်။အသေးအတန်တိုက်ခိုက်နေကြရင်ခမိုးပေါ်ကတသက်တန်ကြ၍ရဲရရှိတို့တက်လာကြပြီးပရိုကွာကိုဖန်ဆီးလိုက်ပါတယ်။ဒီသတင်းကိုကြားသွားတဲ့အဖွဲ့အစည်းကောင်းဆောင်တတိဟုံဟာတခြားနိုင်ငံကိုထွက်ပြေးဖို့ပြင်ဆင်ခဲ့ပါတယ်။ဒီချိန်မှာဖုန်းတစ်လုံးဝင်လာပြီးတတိဟုံရဲ့ရှိနေဟန်ဆောင်ကစောကြုံဟာတွေ့ဖို့ထင်လိုက်ပါတယ်။သူတို့လိန်ကြီးအတိုင်းဟန်ဆောင်ခေါ်ခဲ့ပြီးတတိဟုံကလည်းဖန်ဆီးခံလိုက်ရပါတယ်။လိန်ခံရတဲ့နင်းနာသူတွေကလည်းပတ်စံတွေပြန်ရခဲ့ကြပါတယ်။ဒါပေမဲ့လေလံမှုတွေဟာဒီနေရာမှာမပြီးသွားခဲ့ပါဘူး။ဖွဲ့စည်းထဲမှာစောကြုံကိုတက်ဆက်ဖောက်ခဲ့တဲ့ငနေဟာတတိတယောက်နဲ့ပူးပေါင်းပြီးလူလိန်အဖွဲ့အစည်းတစ်ခုထပ်တည်ဆောင်ခဲ့ပါတယ်။ဒီလိုနဲ့80ပြီးပါရီဖြစ်လာမလဲဆိုတာကိုစောင့်စားရင်ဒီနေရာမှာပဲရန်နာပြရစေအားလုံးကိုကျေးဇူးတင်ပါတယ်။